hiking သွားကြည့်မှာဖြစ်ပါတယ်တအားကြီးမြင့်တဲ့နေရာတော့မဟုတ်ဘူးနည်းနည်းလေးပြပြလေးလောက်တအားကြီးတော့မမြင့်ဘူးလေဘလို့ခံစားရလဲပါတယ်စိုက်ထားလဲဘလို့ပဝန်းကျင်နေထားတဲ့ရှိတဲ့ကိုပြောပြပေးတော့မှာဖြစ်ပါတယ်ကဲ let's go လိုက်ကြည့်လိုက်အောင်ကဲကျွန်တော်သွားကြည့်မှာကအဲ့ဒီတောင်တန်းနေရှိတဲ့နေရာဖြစ်ပါတယ်တောင်တန်းအစီတော့မဟုတ်ဘူးတောင်ကုန်းလေးတွေလောက်ပဲရှိမှာတူမာတယ်ဆိုတဲ့ဆိုင်ဘုတ်ရှိတယ်ဆက်ဘိန်းတို့ကားတို့ကမဖြစ်မနေဘယ်ညာကြည့်ဖို့အတွက်ပြရကိုရမယ်ရပြီးတော့မှဆက်သွားမယ်တူလာ family တွေရှိနေရာတော့ဈေးဝယ်လို့ရတယ်လူမရှိဘူးဒါဆိုလို့ရှိရင်ဒီကောင်ကော်ပီတို့တစ်ချက်ကိုနေရာဒီကောင်ဆို100ဒီမှာအောက်မှာလည်းမျိုးစုံရှိတယ်ခွာသည်ဟာလည်းပိုက်ဆံမထည့်ပဲနဲ့ယူတဲ့လူတွေမရှိဘူးစိတ်အေးလက်အေးနဲ့ကိုရောင်းနေတဲ့ဟာလည်းအဲ့လိုလောင်းလေးမှာချထားတယ်ဒီနှုံးလေးကထားရုံနဲ့ရောင်းလို့ရတယ်တောင်ကြရနေစီးဆင်းလာတဲ့ရေပါခြုံတွေအများကြီးရှိတဲ့နေရာအထိအဲ့လိုမျိုးလမ်းမီးတိုင်တွေတွေ့ထားတာရှိတယ်ဗျာဒါကနေကြကြနာနာဖောက်ထားတာရှိတယ်ဗျာရေစီးမြောင်းတွေတိုက်မစားသွားအဲ့လိုမျိုးစနစ်တကျကွန်ကရစ်တွေနဲ့လှုပ်ထားတာလည်းရှိတယ်ဗျာကြောက်ကဲတွေနဲ့တိချာလှုပ်ထားတာဘယ်ခုနှစ်လောက်တည်းကဆောက်ထားတာလဲတော့ကျွန်တော်တော့တိချာမသိဘူးဗျာတန်းလေးတစ်ချောင်းလေးလှုပ်ဖို့ဆိုတာဘလောက်အကုန်ကြရှိလဲဒီကွန်ကရစ်လို့ခေါ်လို့ရတယ်အားထုတ်မှုထည့်ထားတာတော့တွေ့ရတယ်ချယ်ရီမင်တွေလည်းစိုက်ထားတာရှိတယ်ဒီကောင်လူနေရက်ွက်ဖော်ဖို့လားဗာလဲမသိဘူးဗျရေစီးကိုနည်းနည်းလေးချုပ်အောင်လုပ်တဲ့ဟာဘိုးဟာကင်မရာစတိုချူ CCTV ကင်မရာကို run နေပါတယ်ဆိုတော့ဟာပေါ့ဗျာအမိုက်လာပြေးတဲ့လူတွေကိုကင်မရာကနေရိုက်မိတယ်ဆိုလို့ရှိရင်တန်ဝေဆောင်ရမယ်ဆိုတဲ့ဟာကိုရေးထားတာဖြစ်ပါတယ်ဒီပါလည်းအဲ့လိုမျိုးအမိုက်စနစ်တကျမစွတ်ပြည့်တဲ့လူတွေရှိလို့ပေါ့ဒီမှာအမိုက်ပြည့်ထားတာရှိတယ်တောင်တက်လန်ခီမှာလန်ခီချုံမွေးမှုအတွက်ကျေးဇူးတင်တဲ့အနေနဲ့လှုပ်ထားတာလို့လည်းပြောတယ်ဗျအဲ့လိုပုံစံရှိပါတယ်ဟိုဘက်မှာဆိုလို့ရှိရင်အဆောက်အဦတစ်ခုလည်းထပ်ရှိတယ်ဗျဟိုအရင်ကမွေးမြူရေးချောင်းနေဖြစ်ခဲ့လာတော့ကျွန်တော်လည်းသိချာတော့မသိဘူးတခုခုတော့တခုခုဖြစ်ဖို့များတယ်ဒီကောင်လူတွေဆက်မနေတော့လို့မသုံးတော့တဲ့ဟာလည်းဖြစ်ရှင်ဖြစ်မယ်အရင်တော့ကရက်ွက်တွေပါတယ်ဖော်ဖို့အစီအစဉ်ရှိခဲ့လားတော့မသိဘူးမဖြစ်မြောက်လို့ပဲဒီအတိုင်းနဲ့ပဲပြီးသွားတာလားတော့ကျွန်တော်လည်းမသိဘူးဘိုးဟန်ကမဲ့တာဒီမှာတတ်ထားတာဗျကားတွေနဲ့လာပြီးတော့အမိုက်လွတ်ပြည့်တဲ့လူတွေရှိတယ်ဗျအဲ့လိုမျိုးဒီလိုမျိုးကြောက်ကဘားတွေမှာဆိုလို့ရှိရင်လွတ်ပြစ်တာတွေအဲ့လိုမျိုးစနစ်တကျမလွတ်ပြစ်တဲ့လူလည်းရှိရပေါ့ဗျာပြောချင်တာဒါကတောဘက်မှာဆိုတော့မြန်မာပြည်မှာဆိုလို့ရှိရင်ကျွန်တော်တို့နေထိုင်တဲ့တောဘက်အနေထားပေါ့ဗျာကျွန်တော်တို့မြန်မာပြည်မှာဆိုလို့ရှိရင်မြို့တဲ့အနေထားမှာတောင်မှစနစ်တကျလွတ်ပြစ်တဲ့အစီအစဉ်မရှိဘူးဒါရေတောင်ကြရေတွေပြီးချင်းနေတဲ့လမ်းဖြစ်ပါပဲဒါလူသိမ့်မရှိတာတောင်မှသူတို့ကမရှိတဲ့လမ်းတွေကိုမပြိုပြောက်လုပ်ပေးနိုင်တယ်ဗျာအဲ့ဆောင်သုံးနိုင်တယ်လို့ပြောလို့ရဒီမှာလည်း e-state နေတာဗျာထွက်လာတဲ့လူတွေဒါတော့ရင်းကြီးတွေရှိတယ်ဒီလမ်းကနည်းနည်းချို့တယ်ဗျာဒါဒီမှာဆိုလူနေအိမ်တွေရှိမယ်ဗျာအရင်တော့ဆောက်ခဲ့ထားတာဖြစ်ဖို့များတယ်တိသားနဲ့ပဲစနစ်တကျဆောက်ထားတယ်ဒါ TV Sony တော့ပါဒါရှိတယ် AR9 နဲ့လည်းတတ်ထားတယ်ဟောဒီမှာကျွန်တော်ခုနကပြရတဲ့တန်းလျာကြီးပေါ့ဗျာကျွန်တော်ထင်တာတော့ကြက်မွေးတဲ့ခြံတွေလားဘာလဲတော့မပြောတတ်ဖြစ်ဖို့များတယ်ကျွန်တော်ဗီဒီယိုရိုက်နေတဲ့လူလမ်းဘေးမှာကျွန်တော်ကြည့်နေတာတွေ့တယ်ဗျာကျွန်တော်တို့မပြည့်စဘလို့ခေါ်ပါရဲအဲ့ဒီအပင်ရာရှိတယ်ဒါဆိုလို့ရှိရင်တို့ပန်းချံနေပါလေးတွေလှုပ်ဖို့တော့စီစီရှိခဲ့တယ်ဗျာဒီမှာလမ်းအကောင်းကြီးတွေဖောက်ထားတာရှိတယ်ဒါဆိုရေကန်ဖြစ်ဖို့များတယ်ရေကန်အဲ့တော့ရေတွေတူလောင်ထားတာပေါ့ဗျာဆက်မှတွေ့ရတယ်ဟိုမှာတွေ့ကြတာကျကျနာနာဆောက်ထားတာဗျအဲ့လိုတောင်တော့လူတာတော့တအားမရှိဘူးဘယ်လိုပြောရမလဲစိုက်ချံနေလောက်ပဲရှိမယ်စိုက်ချံဆိုရင်တော့မှလိမ်မော်ချံလေးနည်းနည်းပါလောက်ပဲရှိမယ်အဲ့လိုမျိုးနေရာတွေအထီကိုလမ်းကိုတေချာစနစ်တကျဖောက်ပေးနိုင်တယ်ပေါ့ဗျာကားတွေပါလေသွားလို့ရတဲ့အချိန်တွေအထိဖွံ့ဖြိုးဆဲနိုင်ငံတွေမှာကြတော့ဘယ်လိုပြောရမလဲလမ်းတောင်ဘယ်လိုပြောရှုညွန့်လမ်းဥပမာဗျာကျွန်တော်တို့နေရာမှာဆိုလို့ရှိရင်နေရာဒီဆိုလို့ရှိရင်တော့လက်ကွင်းတွေကနေလမ်းသွားလို့ရတယ်ကားတွေပါတယ်လည်းသွားရင်တော့သွားလို့ရတယ်ဗျာအဲ့လောက်
အင်စီကားနဲ့တော့သွားလို့အဆင်မပြေဘူးဗျအဲ့လိုကားကြီးတွေတော့ရတယ်ဘယ်လိုလဲဆိုတော့ကစင်းပေါင်လေးရှိတယ်ဗျအရင်တော့ကအတင်းမှလူတွေနေတာနေခဲ့လို့လားဒါမှမဟုတ်သူတို့ရဲ့စီးပွားရေးစနစ်ကိုဒီနေရာဒီလိုမျိုးတောနဲ့တော့မဟုတ်ဘူးဒီလိုမျိုးလူနေခေါင်နဲ့တောင်ကုန်းတွေတောင်တန်းတွေရှိတဲ့နေရာအထိချက်ထွင်ဖို့အစီအစဉ်ရှိခဲ့တာတော့မပြောတော့ဒီလိုနေရာတွေဆောက်ဖို့ဆိုတာတွေ့တာတော့ဘာမှမဟုတ်ဘူးပြည့်နေတယ်လို့ပဲထင်ရမယ်အဲ့လိုမျိုးတကယ်ဆောက်လိုက်ရင်တော့ကုန်ကြတဲ့အကုန်ကြစရိတ်ဒီနေရာထိရောက်အောင်ပို့ပေးနိုင်မယ်အဲ့လိုမျိုးဗျာ machinery တွေလိုတယ်ဗျာဒီမှာဆိုလို့ရှိရင်လွတ်ပြစ်ထားတာရှိတယ်ဗျာဘယ်နှခုနှစ်ကဟာတယ်လဲတော့မသိဘူးဗျာအမှခွက်တွေပါတယ်လည်းမသိတော့လည်းပစ္စည်းတွေဒီလိုပစ္စည်းအဟောင်းတွေပေါ့အဲ့ဒါလွတ်ပြစ်ထားတာတွေရှိတယ်အဲ့ဒါကြောင့်ခုနကကျွန်တော်တွေ့ခဲ့တဲ့ဘူဟန်ကင်မရာစာတိုချူစနေရကနေပြီးတော့အဲ့လိုကားတွေပါတယ်လာဒီကောင်တွေပါတယ်တင်လာလဲအမိုက်လာပြည့်လားဆိုတာကင်မရာနဲ့ဖမ်းဖို့ပေါ့ဗျာအေးစိမ့်သွားတာပဲဗျဒီထဲရောက်သွားတာရေတွေတော့စီးနေတယ်ဒါကားတွေပါတယ်နဲ့လာရင်တော့နည်းနည်းတော့အန်ဒီရများတယ်ဒီကောဘာလို့လဲဆိုတော့ကားတွေပါတယ်လမ်းချော်နိုင်တယ်အေးစိမ့်သွားတာပဲနေအိမ်တော့ပဲပြောရမလားဒါမှမဟုတ်ဒီမှာလိုမျိုးဆိုလို့ရှိရင်ကိုစိုက်ခင်းရှိတဲ့နေရာမှာထောက်ထားတဲ့တဲသဘောပဲပြောရမလားတော့မပြောတော့ဘူးညယောနင်တော့တော်ရေးတောင်ရေးတဲ့ဝင်လာပါပြီဒီကောင်ဆိုလို့ရှိရင်ဒီကောင်ကဘယ်လိုခေါ်ရလဲကျွန်တော်တေချာမသိပေမဲ့နာမည်တော့မသိဘူးတောင်ကိုးပေါ်မှာရှိတဲ့ site ခေးတွေလိမ်မော်ကြံနေရှိပဲဗျာအဲ့ဒါကိုစက်နဲ့အပေါ်အောက်တဲဆောင်တဲ့ဟာလူလဲတဲလို့ရတယ်ဗျာစက်ကဒါချိတ်ပြီးတော့အပေါ်တက်ကုတ်တက်သွားတာအပေါ်ကနေလဲထိန်းတယ်အောက်ကနေထိန်းတယ်ပြီးရင်ဒီကောင်ကကြတော့ဒီလိုမျိုးပင်နေရလို့ပဲခေါ်ရမှာပင်နေရကလဲရင်ဒီကောင်အချစ်တစ်ကိုကုတ်ပြီးတော့တက်သွားတာသူပုံစံဖြစ်ပါတယ်ဒီမှာရောက်မှကျွန်တော်ပထမဦးဆုံးမြင်ဘူးလားမြန်မာပြည်မှာရှိလားမရှိလားတော့ကျွန်တော်လည်းမသိဘူးအဲ့လိုမျိုးဟာတယ်ဒီလိုမျိုးတောင်တွေရှိတဲ့နေရာမှာစိုက်ခင်းတွေရှိတယ်ဆိုလို့ရှိရင်အဲ့လိုစိုက်ခင်းတွေကနေအသီးတွေကဲ့ဖို့လူတွေကဲ့ဖို့အတွက်သုံးကြတာပေါ့ဗျာအဲ့လိုပုံစံလေးတွေတောထဲမှာလောက်ထားတာရှိတယ်ဗျကျွန်တော်ထင်တာသူတို့ကလည်းတောပဲတောင်ပိုင်တွေကိုပူဇော်တာတွေဖြစ်ဖို့များတယ်ကျွန်တော်အထင်ပါဘာလို့ဘလောက်ကိုကြမလဲမန်းကြည့်လို့ရတယ်ဗျာအဲ့ဆိုလမ်းကိုတေချာဆောက်ထားတာဗျာအဲ့လိုမျိုးနေရာတွေအထိတော့သူတို့ကရေစီးကိုမြေတွေပါတယ်မြေသားတွေပါတယ်တိုက်မစားအောင်ဆောက်နိုင်တယ်ဗျာကျွန်တော်ပြောနေတာကဒီကောင်တွေကိုတက်ကြီးပဲအမွန်းတင်ပြီးတော့ဒီကောင်တွေတအားလုံနိုင်တယ်ပတ်စပ်ကိုရက်ခတ်နိုင်တယ်ပြောနေတာမဟုတ်ဘူးကျွန်တော်ပြောနေတာကဖွံ့ဖြိုးပြီးနိုင်ငံတွေမှာဘယ်လိုအနေထားရှိလဲဆိုတာကျွန်တော်ပြောပြချင်တာ knowledge sharing အနေနဲ့ပါပဲဒါကျွန်တော်ဒီကိုရောက်တော့ပထမဆုံးတွေ့ရတဲ့ဟာကျွန်တော်မြန်မာပြည်မှာဆိုလို့ရှိရင်မြို့ပြကြီးတွေမှာဒီလိုမျိုးဆောက်ထားတာတွေရှိမယ်ဒါပေမဲ့အဲ့လိုမျိုးကျေးလက်ဘက်တောဘက်လူနေခေါင်ပါတဲ့နေရာတွေမှာရောက်သွားပြီဆိုလို့ရှိရင်ဒီလိုမျိုးတေချာစနစ်တကျဆောက်ထားတာတွေမရှိတော့တာတွေ့ရလိမ့်မယ်ဗျာဒါကျွန်တော်တေချာတော့မသိပေမဲ့ဒါသူတို့ရဲ့စီမံကိန်းအပြည့်အစည်းလားဒါမှမဟုတ်သူတို့ရတမင်တကာပဲဒီလိုလူတွေနည်းနည်းပဲရှိပေမဲ့လို့လမ်းကိုစနစ်တကျဖောက်ပေးထားတာတော့ကျွန်တော်တေချာမသိဘူးဒီမှာဆိုတောင်းနိုင်တယ်ရှိမယ်ဒါကြောက်ကပါကျွန်တော်တို့မြန်မာပြည်မှာနေတယ်ဆိုလို့ရှိရင်ဒီအသီးတွေအကုန်ကောက်စားမှာဖြစ်ပါတယ်တစ်ဖက်လောက်ရှိတယ်ဗျကျွန်တော်ဖက်ရင်တော့မှမရဘူးဒီကောင်မမီဒီအောက်ကြီးပဲအဲ့လိုမျိုးဟာတွေကြတော့ temple တွေကျင်းကြလို့ခေါ်တဲ့ shrine တို့ပါတော့နတ်ကျောင်းတို့ပါတော့မှလုံးတယ်ဗျဒါသူတို့အရင်ကစိုက်ခင်းနေရှိခဲ့ဖို့များတယ်ဒီလိုနေရာတွေမှာလီကားတွေပါတွေကိုတန်နဲ့စနစ်တကျဆောက်ထားတာဗျသူကဒါဆိုလို့ရှိရင်ဒါလွတ်ပစ်ထားတာဘယ်နှစ်နှစ်ရှိဘူးလဲကျွန်တော်လည်းသိချာတော့မသိဘူးဒီကောင်တွေကြာတော့ကြာလာပြီဗျဒါထပ်ပြီးတော့မသုံးတော့ဘူးဒီကောင်တွေမြို့အဲ့လိုမျိုးလူတွေကမြို့ထဲကိုပဲ
ကြီးရမျက်နှာရရှာသွားကြတာလားဒါမှမဟုတ်အဲ့လိုမျိုးဆက်လို့ရင်ဗာလဲ survive မဖြစ်နိုင်တော့ဘူးထင်လို့ဆက်မနေကြတော့တာလားကျွန်တော်လည်းသိချာမသိဘူးဟိုးမှရှိတယ်ပဲကျွန်တော်အဲ့ဒါအရင်ကျွန်တော်လမ်းရွေးမှန်ခဲ့အဲ့ဒီလမ်းကနေတက်လာဖို့ဗျဒါတော့ကြောက်ကဘာလို့ပဲခေါ်ဖုန်းထဲမှာတော့တိတ်မသိတာဘူးဗျဒီကောအပြင်မှာတော့တော်တော်သိတာတယ်ကြောက်ကြီးပေါ့ထားရှိပါတယ်ဒါဘလို့ခေါ်လဲတော့မပြောတော့ကျွန်တော်လိန်မော်သီးတော့မဟုတ်ဒီကောက်လည်းအခွန်တော်ထူတယ်စားရင်လည်းခါတယ်ဗျာမြန်မာပြည်မှာဆိုကျွဲကောသီးလို့ခေါ်ရမလားအခွန်ထူကြီးကျွဲကောသီးတော့မဟုတ်ဘူးဒီကောက်ခါလည်းခါတယ်အဲ့လောက်လည်းမကြည့်ဘူးစားလို့မကောင်းဘူးဗျာပြနိုင်ငံတွေမှာတော့ဒီလိုအနေထားတော့ရှိနေပြီဗျကျွန်တော်ပြောချင်တာကကျွန်တော်တို့နိုင်ငံလေးတွေကဒီကောင်တွေကိုလိုက်လို့မီသေးလားဆိုရင်ပြောရရင်ဆိုတော့ဗျာအရင်ကတည်းကကောင်းလာမယ်အဲ့လိုမျိုးမီတဲ့အထိတော့ဖြစ်မလားမဖြစ်မလားတော့ကျွန်တော်လည်းသိချာမသိဘူးကြော်တက်ဖို့အထိသွားဖို့ဆိုတာတော်လေးခဲရင်းမယ်လို့ထင်တယ်ကျွန်တော်တက်လာတဲ့ရှုကူကျွန်တော်ဆက်သွားမယ့်နေရာဒါကျွန်တော်တို့နေတဲ့နေရာဒီတိုင်းထားသွားတဲ့လမ်းဟိုးဘက်မှာမြင်ရတာကအသေးတစ်ခုကတော့ဒီလိုလမ်းမြစ်ကူးတရားလို့ပဲပြောရမှာပဲဒီမြင့်လေးကိုဖြတ်တဲ့ဟာအဲ့ဒီကောင်ကျတော့အဝေးပြေးလမ်းမကြီး highway လမ်းမကြီးအဲ့ဒီဘတ်ကားသွားတဲ့လမ်းရဲ့နောက်တနေရာလည်းအဲ့ဒါဘောလုံးကွင်းနဲ့ပန်းညံရှိတဲ့နေရာဟိုးဘက်အစွန်ဆုံးကကြတော့အဲ့ဒါလည်းလမ်းကြောင်းတစ်ခုပဲဗျအဝေးပြေးလမ်းမဗျအဲ့ဒီကောင်ကသူကအဝေးပြေးလမ်းမဘယ်နှကြောင်းရှိလဲမသိဘူးပြောဆိုကြည်စော်ရထားဖြတ်လာတယ်ဗျမြင့်တလောက်လေးပဲရှိတာကိုအဲ့လိုဖောက်တာသူ့ကိုဆက်သွယ်ထားတဲ့တရားတွေဘာတွေကအများကြီးပဲဗျာနည်းပညာ technology တို့ဘာတို့မရှိဘူးဆိုလို့ရှိရင်အားနဲ့တခြားနိုင်ငံကပဲငားမယ်ဆိုလို့ရှိရင်ပိုက်ဆံအကုန်ကြလဲပို့ပြီးတော့များသွားနိုင်တယ်ဗျ။ဟိုကကျတော့သူတို့ကိုယ်တိုင်စောင့်နေတော့အကုန်ကြမနေဘူးဆိုရင်တော့မှတခြားလူငားရတာတဲ့စာရင်တော့နည်းနည်းလေးတက်တာမယ်လို့တော့ထင်တယ်။စဉ်းစားပြီးတော့တောင်တန်းကြီးတွေကိုလိုက်ကောင်းဖောက်ပြီးတော့လမ်းဖောက်နိုင်တယ်အဆင့်ဟိုမှာတွေ့ရတာကဒါလေကတိစိုက်ခင်းလို့ခေါ်ရမလားဟိုတာမန်လူဆိုလို့ရှိရင်ဘယ်လိုအတွေးပေါက်မလဲတော့မပြောတတ်ပါဘူးကျွန်တော်ကတော့မှမွေးပြီးတော့မှကြီးမင်းလာတယ်တခုခုလှုပ်ဖို့ဆိုရင်အကုန်ညတော်တော်များတာကိုကျွန်တော်သိတယ်ဒါကျွန်တော်ဂျပန်ရောက်မှကျွန်တော်တွေ့ရတဲ့ပထမဦးဆုံးသောခံစားချက်တွေပေါ့ဗျာပစ္စည်းတွေကိုတည်ပို့တဲ့နေရာမှာသုံးတဲ့ဟာဖြစ်ပါတယ်ဒီကောင်ဆိုရင်ဒီမှာလမ်းရှိမယ်ကားတွေပါတယ်ဒီထိရောက်မယ်ဗျာသူကလမ်းဖောက်ပေးထားတော့ဒါဒီကောင်တွေကိုထပ်သုံးတယ်ဗျဒီကောင်တွေကဒါသူ့ရဲ့ကယ်ရီယာပေါ့ဗျာလူတွေပါတယ်လဲစီးလို့ရတယ်ပစ္စည်းတွေကျင်းလို့ရတယ်ပြီးရင်ဒီမှာဆက်ရှိမယ်ဒါခလုတ်တွေကျွန်တော်တော့မသိဘူးဗျာဒါဟွန်ဒါလိုမျိုးယမဟာဘရန်ပေါ့ဗျာဒီမှာဂီယာရှိမယ်ဗျာကလတ်လဲပါလဲရှိမှာပေါ့ပြီးရင်သူကဒီကောင်ကြ ram မှာဒီမှာသူအထဲမှာပီနေရရှိတယ်ဒီကောင်ပီနေကနေပြီးတော့ဒီအထစ်တွေကိုကုတ်ပြီးတော့တကယ်မဆောက်တဲ့နေရာလဲပဲအဲ့လိုမျိုးမချော်ကြပဲနဲ့တက်လို့ဆင်းလို့ရတယ်ဗျာဒီလမ်းကိုကြည့်ဒါသူတို့ရထားတဲ့နေရာဒီကောင်ဆိုလို့ရှိရင်အဲ့လိုမျိုးမဆောက်ကြည့်ဆင်းသွားတာဗျအရင်တော့ဒီနေရာမှာဒါဆိုလို့ရှိရင်လိန်မော်သီးပင်လားမသိဘူးလိန်မော်သီးပင်နေရှိတယ်စိုက်ပျိုးရေးလုပ်ခဲ့တဲ့နေရာပေါ့ဗျာအခုကလူတွေစွတ်ပြစ်လို့ခြုံနေပါတယ်ຫນွယ်လာတဲ့နေရာဖြစ်သွားပြီသူတို့ပြန်ရတဲ့ဟာနဲ့ဆောက်လို့ကုံသွားတဲ့ဟာကြိုက်ရလာတော့ကျွန်တော်မသိဘူးဗျာကျွန်တော်အဲ့လိုထင်တယ်ဒါဆိုဝါပြီးအပြင်လမ်းမှာခူးစားလို့လည်းရတယ်ဗျခူးမစားတော့မပြောတာအရင်ပေါက်နေတာလားဒီအတိုင်းပဲအဲ့လိုမျိုးစိုက်ထားတာလားတော့မပြောတာဒါဒီလမ်းတွေမှာတော့မိုးရွာတဲ့ရက်တွေဆိုလို့ရှိရင်နည်းနည်းလေးချောတယ်ဗျ Paradise အဆင့်တော့မရပေမဲ့လို့ဗျအဲ့လိုမျိုးတောင်တက်တာဝါသနာပါတဲ့လူတွေအတွက်ဆိုလို့ရှိရင်တော့နည်းနည်းလေးကြိုက်ကြမယ်ဗျဒါဆိုလို့ရှိရင်ထင်းရှူးပင်နေပေါ့ဗျာဒါမျိုးနေရာတွေရောက်လာပြီဆိုလို့ရှိရင်လူတွေနဲ့ဝေးတယ်လို့လည်းခံစားရတယ်ကြောက်ခင်းလန်းလေးဖြစ်အောင်တောင်းမှမနှင်းကိုအားထုတ်နေရတဲ့အချိန်မှာသူတို့ကဒီလိုမျိုးနေရာတွေမှာအထီကိုပြောမှစနစ်တကျလမ်းတွေဖောက်လုပ်နိုင်တဲ့အဆင့်ရှိနေပြီဗျာဒီလိုလမ်းနေဆိုရင်တောင်းမှဆက်မသုံးမဲနဲ့သူတို့ကပြစ်ထားလို့သူတို့အတွက်ဘာမှတော့တအားကြီးဆုံးရှုံးသွားတဲ့
အဆင်တော့မဟုတ်တော့ဘူးသူတို့တွေ့ရတော့ဘယ်လိုပြာကြီးပါအဲ့ဒီမြင်ရတဲ့အထက်မြင့်ဆောက်ကတော့ဟိုတယ်ဗျဒီအနားတစ်ဝိုက်မှာဆိုလို့ရှိရင်စိတ်ယုံနေဘယ်နှခုလဲတော့မပြောတတ်ဘူးဗျနေရာလေးကတအားဘလောက်မှကျဲလာတယ်မဟုတ်ဘူးအဲ့ဒီနေရာမှာတုန်းကစိတ်ယုံနေအများကြီးပဲဂျပန်နဲ့တနိုင်ငံလုံးဘယ်နေရာပဲသွားကားတွေပါတွေမောင်းပြီးတော့ပဲသွားဘယ်နေရာပဲသွားဘယ်နေရာလက်ညိုထိုးစိတ်ယုံနေရမလွယ်ဘူးအဲ့ဒါကြောင့်သူတို့ရဲ့နိုင်ငံတကာကိုတင်ပို့တဲ့ export တွေမှာကြတော့အဲ့ဒါကြောင့်ဂျပန်ပစ္စည်းတွေများတွေ့နေရတာဗျဘလောက်လုံနိုင်တဲ့အနေအထားရှိလဲဆိုတာသူတို့အလုပ်ပြသွားတာဖြစ်တယ်လို့ပြောလို့ရတယ်ဗျဒီလိုကျိုးနိုင်ငံဘာမှမရှိဘူးဒါပေမဲ့သူတို့ဘိုးဘွားဆင်ဆက်ပဲပြောရမလားအခုဘိုးဘွားဆင်ဆက်ကသူတို့ရှိလာခဲ့တဲ့အတွေးခေါ်ပုံစံနေရလဲဘယ်လိုပြောကောင်းတယ်လို့ပဲပြောရမယ်သူတို့ကတစ်ဖက်လူအတွက်စဉ်းစားပြီးတော့လုပ်ကြတာရှိတယ်မြန်မာပြည်မှာလည်းရှိတယ်ဗျာအဲ့လိုမျိုးဓာတ်တွေပါတယ်လမ်းပေးတယ်ဆိုလို့ရှိရင်ဓာတ်သွားပေးရနေတခြားတယောက်မပေးရဘဲနဲ့လက်ကယ်ကနေလက်ပြီးတော့ပေးရတာရှိတယ်ဗျာအဲ့ဒါမြန်မာပြည်မှာလည်းကျွန်တော်မိသားစုတွေကျွန်တော်သင်ပေးတယ်ဗျာကျွန်တော်ရှိတယ်ဒီမှာရောက်တော့လေရှိတယ်ဒီလိုလည်းရှိပါလားဆိုပြီးတော့တူတဲ့ဟာလေးတွေရှိတယ်ဗျာသူတို့ကကြတော့ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်သွားတဲ့အတွက်သူတို့ကဒီလိုမျိုးဟာတွေကိုဆက်လက်ပြီးတော့ထိမ့်သိမ်းတာတွေအဲ့လိုမျိုးအကျင့်ကောင်းလေးတွေဆိုလို့ရှိရင်အဲ့လိုမျိုးတနိုင်ငံလုံးအသုံးပြုနိုင်တဲ့အဆင့်အထိဖြန့်ဝေတာတွေလုပ်နိုင်တယ်ဗျာကျွန်တော်တို့မြန်မာပြည်မှာကြတော့အဲ့လိုမျိုးလုပ်တဲ့အထိအကြတော့စနစ်တကျအမိဘတွေကတင် जा ပေးတဲ့မိသားစုမှာဆိုလို့ရှိရင်ရှိကောင်းရှိနိုင်တယ်ကြံကောင်းကြောင်တယ်ကောင်းတဲ့အမှုကျင့်လေးတွေကြံကောင်းကြောင်နိုင်ပေမဲ့လို့အဲ့လိုမျိုးနေ့စဉ်ဘဝအတွက်စာဝတ်နေရအတွက်လုံပန်းနေရတဲ့မိသားစုတွေအတွက်ကြတော့အဲ့လိုမျိုးဟာတွေကြံမှုဆိုတာနည်းနည်းတော့ခဲရင်းတယ်ဗျနေ့တိုင်းအတွက်အစားအသောက်ပဲရှာနေရတာဆိုတော့လေနေပူတဲ့အချိန်တွေမှာတော့ဒီလိုမျိုးတောက်တက်ရတာတော့ကောင်းတယ်အေးတယ်ဗျာဒါဘာပင်လို့ခေါ်တာလဲကျွန်တော်သိချာမသိဘူးဒီကဆေးပဲဆက်ရတွေမှာ3လတော့မပြောတတ်ဘူးဗျာဒီကောင်တွေမှာဆိုလို့ရှိရင်ဒါတော့တဘာဝရပေါရောက်နေတာတော့မဖြစ်နိုင်ဘူးဒီကောင်စိုက်ထားတာဖြစ်ဖို့များတယ်တွေ့ဘူးကြလိမ့်မယ်ဗျာဒီအပင်ပြောတော့ဒီရွက်ပုံစံနဲ့အပင်နေပါတယ်တစ်ကိုင်းနေပါတယ်ခုတ်ပြီးဆိုလို့ရှိရင်သူကတခါတည်းလွတ်ပြစ်ရတယ်လွတ်ပြစ်တယ်ဆိုတော့ဘယ်လိုပြောမလဲအဲ့လိုမျိုးပုံထားတာတွေမဟုတ်ဘဲနဲ့အဲ့လိုမျိုးအမုတ်ဖြစ်အောင်ဆက်ထည့်ပြီးကြိတ်ရတာဗျာမြေဩဇာဘယ်လိုဖြစ်ဒီလိုမျိုးအမုတ်ဖြစ်အောင်ကြိတ်ရတာတစ်ကိုင်းနေအဲ့လိုမျိုးဆက်တဲ့ထိုးသွင်းလိုက်သူတို့ကအမုတ်ဖြစ်အောင်အကုန်ကြိတ်ပလိုက်တယ်အဲ့လိုပြီးတော့တခါတည်းလွတ်ပြစ်အကိုင်းလိုက်တော့မထားဘူးမိတွေပါလေရှို့တာလည်းတိတ်တော့မတွေ့ဘူးဗျာမိရှို့ရပိုက်ဆံခွင့်ပြုချက်တွေတောင်းရလားမသိဘူးအသီးတွေတော့သီးနေပြီဗျတုံးလေးတွေစီထားတာတွေ့ရတယ်အဆွေးခံပြီးတော့မြန်မာပြည်မှာဆိုလို့ရှိရင်အဲ့လိုမျိုးအသစ်ဆွေးတွေပေါ်မှာမိုးတွေပါတယ်ပေါက်လာရှိတယ်အဲ့လိုသူတို့လည်းအဲ့လိုမျိုးမိုးတွေကိုဘယ်လိုပြောပေါက်ဖို့အဲ့လိုမျိုးထားတာပေါ့ဝါမြပေါက်တဲ့အချိန်ဆိုရင်ဒီလိုဝါတယ်တရုတ်ဇက်ကားတွေထဲမှာမြင်ရတဲ့ဝါပုံစံပါဒီမှာဒီလိုအောက်ခြေတွေမှာအဲ့လိုမျိုးအမိုက်တွေပါတယ်တော့မဟုတ်အပင်ရဲ့အဆွေးအမြင့်အကိုင်းအခက်အလက်တွေကိုလာပြည့်ထားတာရှိတယ်ဒါပေမဲ့ပလတ်စတစ်တွေပါတယ်အဲ့လိုအဆင့်တော့မဟုတ်ဘူးဗျာကျွန်တော်အခုတော့မသိပေမဲ့လို့ကျွန်တော်ကြိုက်ထီရောသွားတော့တွေ့ရတဲ့အတွေ့အကြုံကဒီလိုမျိုးနေရာတွေရှိတယ်ဆိုလို့ရှိရင်အဲ့လိုမျိုးအောက်ခြေမှာဗျာကျွန်တော်တွေ့ရပလတ်စတစ်အိတ်တွေနဲတာမဟုတ်ဘူးကြည့်ဗျာရှိတော့ရှိတယ်ဆွေးမြေ့လွယ်တဲ့အကိုက်အခက်တွေဆိုလို့ရှိတော့အဆင်ပြေတယ်ပလတ်စတစ်တော့ရှိတယ်တွေ့ရမယ်ဟိုမှာအယောင်လေးတွေအများကြီးတော့မရှိဘူးဗျာတအားအနေဖြစ်စီလောက်တဲ့အထိတော့မဟုတ်ဘူးအဲ့လိုမျိုးအထင်ကြီးနေရာဆိုပေမဲ့လို့အဲ့လိုမျိုးနေရာတွေကိုလူတွေကကြည့်တယ်ဆိုလို့ရှိရင်နိုင်ငံသားတွေအနေနဲ့ဟာတို့နိုင်ငံမှာဒီလိုမရှိဘူးဒီလိုတော့ဖြစ်နေပါလားဆိုပြီးတော့ impression နည်းနည်းလေး down တာတွေပါတယ်တော့ဖြစ်ကောင်းဖြစ်နေတယ်ကျွန်တော်တော့သေချာမသိဘူးဒီလိုမျိုးနေရာတွေမှာအထိပါလမ်းဖောက်ပေးတာလမ်းအကျေပဲဗျာညောင်းကိုခွသွားတဲ့တန်ကြီးတောင်မတက်ဘူးဗျာဆေးတွေပါလဲတုတ်ထားဖို့များတယ်အဲ့တော့ဒီကောင်မှာကုန်ကြမဲ့အကုန်စိတ်ကိုစဉ်းစားကြည့်ရင်တော့ပုံသဘောပေါက်မယ်လို့ထင်တယ်ဗျာဒါပေမဲ့သူတို့တွေ့ရတော့တအားကြီးမခက်ခဲလို့လုံနိုင်တာလားတော့ကျွန်တော်မသိဘူးမြန်မာကျွန်တော်အနေထားနဲ့ကြည့်မယ်ဆိုလို့ရှိရင်ဒီကောင်တွေကတော်တော်အကုန်ကြရှိတယ်ဆိုတာအကုန်ကြရှိမှသဘောပေါက်စေတယ်ဗျာကျွန်တော်ရှူတော့ကကြည့်ရင်
ကြားလူတွေ့ရတော့မပြောတော့ဒါတဲလို့ပဲခေါ်မလားဒါမှရေတွေစုထားတာချင်းပေါက်လားဆိုတော့လောက်လန်းလေးတွေရှိတယ်ဗျချင်းရဲ့ population နည်းတယ်ပေါ့ဗျအဲ့လိုနည်းအောင်လဲအဲ့လိုမျိုးဟိုဘက်မှာလူတွေရှိမယ်ဒီဘက်မှာတောတောင်တွေရှိမယ်ချင်းတွေပါတယ်လဲပေါက်ပွားမယ်အဲ့လိုနေရာကိုမှအဲ့လိုမျိုးချင်းရဲ့ population ကိုနည်းအောင်ထိန်းချုပ်တာတွေပါတယ်ကတော့ဒါသူတို့လှုပ်ထားလို့ပေါ့ဗျာမလှုပ်ထားဘူးဆိုလို့ရှိရင်ဒီကောင်ကတော်တော်ပေါက်မယ်လို့လည်းကျွန်တော်ထင်တယ်ကျွန်တော်တို့မွေးရမြေမှာကြီးလိုက်မယ်ဆိုလို့ရှိရင်ဘာမှအဲ့လိုမျိုးထိန်းချုပ်တာတွေမရှိဘူးတွင်းလုံးတုတ်ကွေးတွေလည်းဖြစ်ကြတယ်ကျွန်တော်တို့လည်းအဲ့လိုမျိုးစီပိုင်းတွေပါတယ်အိုးတွေပါတယ်ခံထားတယ်ဆိုလို့ရှိရင်ချင်းတွေပါတယ်ပေါက်တာရှိတယ်ဗျာဒါပေမဲ့သူတို့မှလည်းရှိတယ်ဗျာဒါပေမဲ့သူတို့မှတော့ထိန်းချုပ်ရေးစနစ်ကောင်းလောက်တယ်အဲ့ဒါကြောင့်သူတို့ကအဲ့လိုယောဂတွေကိုပါတခြား eliminate လုပ်နိုင်တဲ့အထိ control လုပ်နိုင်တယ်ဒါပေမဲ့ကျွန်တော်တို့အနေထားမှာပြတော့ချင်းနေပါတယ်ကတအားပေါက်ပွားပြီးတော့အဲ့လိုယောဂတွေပါတယ်ကူးဆက်ပြီးတော့လူအသက်တွေဆုံးရှုံးရတာတွေအထိဖြစ်နေတာပေါ့ဗျာသူတို့နည်းနည်းလေးကျွန်တော်သဘောကျတဲ့အချက်တစ်ခုကမြန်မာပြည်မှာကျွန်တော်တို့လည်းအလုပ်လုပ်တယ်ကျွန်တော်တို့ကဘယ်လိုပြောမလဲအကြမ်းခံတယ်လို့ထင်လာအလုပ်လုပ်ရတဲ့ပတ်ဝန်းကျင်ကြီးမတူတဲ့အတွက်ကျွန်တော်တို့လည်းသူတို့ကိုဘယ်လိုပြောမလဲ keep up လုပ်နေအောင်မနေ့ကိုလိုက်နေရတယ်သူမျိုးစီမင်းစီကန်းနဲ့တွားပြီးဆိုလို့ရှိရင်သူရဲ့ level ကို keep up ဖြစ်နေအောင်တော့မှကျွန်တော်မနေ့လိုက်နေရတယ်ကျွန်တော်ကတော့မှမွေးတော့တောကနေပဲရလာတဲ့ပတ်ဝန်းကျင်အနေထားတင်ကြားမှုပုံစံတွေပြီးရင်တောမှာပဲတွေ့ရလောက်မဲ့ဘယ်လိုပြောမလဲတွေးခေါ်ပုံတွေပေါ့ဗျာမြို့မှာနေတဲ့လူတွေမှာရှိတဲ့အတွေးအခေါ်တွေသူတို့ရဲ့နေထိုင်စားသောက်မှုပုံစံတွေသူတို့ရဲ့လူကျင့်ဝန်းပိုင်းဆိုင်ရာတွေကတော့နည်းနည်းလေးကွဲမယ်လို့ထင်တယ်ကျွန်တော်ရှူတောင်းကကြည့်တော့ကျွန်တော် view point ရတယ်ဒီလူတွေကလည်းကျွန်တော်တို့တအားကြီးတိတ်ပြီးတော့ခွဲခြားဆက်ဆံတာတွေမလုပ်ပါလားဆိုပြီးတော့ကျွန်တော်အတွေးပေါက်ခဲ့တယ်မြန်မာပြည်မှာသင်ခဲ့ရတဲ့အကြောင်းအရာတွေကဗျာအဲ့လိုမျိုးနယ်ချက်တွေရှိမယ်ဖက်စစ်တွေရှိမယ်အဲ့ဒီဟာတွေပဲသင်ခဲ့တော့ကျွန်တော်ခေါင်းထဲမှာဆွေးတာကဒီလိုဒီကောင်တွေလည်းမဟုတ်တာပဲလုပ်တယ်တို့လည်းအဲ့လိုပဲခွဲခြားဆက်ဆံဒါတွေလုပ်မယ်လို့ကျွန်တော်ထင်ခဲ့တာကျွန်တော်တော်မာသွားတယ်ဒီကလည်းကြည်စရထားပါရေမီးတွေအစုံရေပူရေအေးနဲ့မွေးလာတယ်မွေးကလေးကရေဆိုရင်ပဲခလုတ်ဖွင့်လိုက်ရေထွက်တယ်ကျွန်တော်မှဆိုရေကဘယ်ရမလဲချောင်းထဲရမလားမြင့်ထဲရမလားရေတွင်းထဲရမလားဘယ်ရမလဲအေးဆိုလို့ရှိရင်လည်းသူတို့မှအဲယာကုန်းတွေပါတယ်နဲ့ရှိပြီးသားကျွန်တော်မှကြတော့ဘယ်လိုပြမိုးရွာကြီးမိုးရေမလုံဘူးကျွန်တော်အဲ့လိုအနေထားအဆင့်တီးရှိပါတော်ကွဲတယ်ဆိုတာပုံပေါ်လွင်စေမယ်လို့ထင်ပါတယ်နော်တို့တောဘက်က view point ကြည့်တယ်ဆိုလို့ရှိရင်ဒီလိုနိုင်ငံကြီးကဒီလိုအနေအထားတွေထိဆောက်နိုင်တယ်living standard တွေလည်း international standard အထိနေနိုင်စားနိုင်တယ်အဲ့လိုမျိုးသူတို့ရဲ့အတွေးခေါ်တွေကလည်းအဆင့်မီတယ်ဆိုတာကကျွန်တော် view point ကြည့်တယ်ဆိုလို့တကယ်ကို impressive ဖြစ်စေတယ်ဗျာအဲ့လိုမျိုးတခြားအဲ့လိုမျိုးသူတို့ရဲ့ level တူလူတွေအတွက်ကကြည့်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်လည်းတိကျတော့မပြောတော့သူတို့ကဒါတာမန်ပါပဲနေ့တူကအတွေးခေါ်တွေလောက်ပါပဲဆိုပြီးတော့တွေးရင်လည်းတွေးကောင်းတွေးလိုက်မယ်ဒါသူတို့တွေမှာမရှိတဲ့ကျွန်တော်ရဲ့ရှူတောက်ကျွန်တော်မှလည်းမရှိတဲ့သူတို့ရဲ့ရှူတောက်မြန်မာပြည်မှာဆိုရွာအနေထားပေါ့ဒါသူတို့မှကြတော့ဘယ်လိုအနေထားလို့ခေါ်လဲတော့မပြောတာဘူး living standard ကမြန်မာပြည်ကမြို့တွေထဲတော့တာတယ်ဗျာသူမှရေပေးဝေးစနစ်လည်းကောင်းတယ်အမိုက်အဲ့လိုမျိုး trash collection စနစ်ဘယ်လိုပြော waste management ပေါ့ဗျာအဲ့ဒါလည်းကောင်းတယ်ပညာရေး education လာဘာပြောမလဲလမ်းပန်းဆက်သွယ်ရေး communication အကုန်ဘာမှတအားအပြည့်ဆိုရတဲ့အထဲမှာမပါဘူးသူတို့ကမြန်မာပြည်ကတခြားမြို့ကြီးတွေထက်တော့ကောင်းရင်ကောင်းလိမ့်မယ်ဗျာကျွန်တော်တော့တေချာတော့မသိဘူးဒါကျွန်တော် view point ကြည့်တာဂွေးရှိတယ်ဗျာဒါဂွေးလေဟိုဘက်ကွေ့သွားတာအဲ့လိုနေရာမှာကားတစ်စီးနဲ့တစ်စီးလာရင်တွေ့ရအောင်ဆိုပြီးတော့အဲ့လိုမျိုးတောင်းနေမှာမှန်နေကထားတာရှိတယ်ဗျာဂျပန်ကားတွေဘာဖြစ်လို့တောင်းတနိုင်လဲဆိုတော့ကျွန်တော်ထင်တာသူတို့နေမှာလဲဒီလို terrain တွေရှိတယ်ဗျာအဲ့ဒါကြောင့်ဂျပန်ကားတွေကကျွန်တော်ထင်တယ်အဲ့လိုမျိုးဒူဘီတမ်ပဲခံပြီးတော့တောင်းနေပါတယ်အမြင့်နေပါတယ်တဲ့ရင်လည်းလုံနိုင်ရလို့ထင်တာဗျာဒါသူတို့ကစိုက်ခင်းလေးတွေဒါ
တောင်ကုန်းတောင်သားထိရတယ်လူတွေတောင်ဘာတွေနေမနေဘူးဗျာဒီမှာလမ်းတွေဘာတွေကဒီချာကြက်ကြက်နာဖောက်တာဒီမှာစိုက်ခင်းနေလည်းရှိတယ်ဒါဆိုရင်ကားပါကင်းလို့ပဲပြောမှာလာတယ်ဆိုလို့ရှိရင်အသီးရွက်တွေခူးပြီးတော့ပြောင်းတာပေါ့ဗျာလာစိုက်ကြတာပေါ့ပြလိုက်ပါဒါသူတို့အပင်လာပြည့်ထားတာဒါဆိုလို့ရှိရင်ဒါပေါင်းထဲမှာစိုက်ထားတဲ့အပင်များဒီကောင်ပေါင်းထဲမှာစိုက်ထားတဲ့အပင်ကိုမှဒါပါစီဒီကောင်ဓာတ်မြေဩဇာတယ်ပေါင်းတို့မှဒီလောက်ထည့်ထားတယ်ဆိုလို့ရှိရင်တော့နင်းတော့များတအိုးလုံးကဓာတ်မြေဩဇာတွေနဲ့ပြည့်နေတာဆိုတော့ဒီပေါ်မှာလည်းဓာတ်မြေဩဇာသုံးကြတယ်ဗျမြန်မာပြည်မှာလည်းသုံးတယ်ဘာကွာလဲတော့ကျွန်တော်လည်းမသိဘူးကွာတော့ကွာမယ်သူတို့သုံးပရဲလို့သူတို့မှာကန့်သတ်ချက် limitation တွေပါတယ်ဘယ်လိုပြောမလဲ standard တစ်ခုတော့ရှိမှာဗျာဒီဟာဒီပမာဏကိုကျော်သုံးလို့မရတာတို့ဖြစ်ကောက်ဖြစ်နေတာဒါမှမဟုတ်ဘယ်လိုပြောမလဲသူတို့ထုတ်လုပ်တဲ့ဓာတ်မြေဩဇာလဲတကယ်ကျမ်းမာရေးအတွက်ဥပမဖြစ်စေရဘူးဆိုတော့ limitation တွေလာပါတယ်လေတခုခုတော့ရှိမှာဗျာမရှိဘူးဆိုလို့ရှိရင်သူတို့ရဲ့ကျမ်းမာရေးစနစ်ကိုလာပြီးတော့ချိန်ချောက်မှာပဲဒီအစားအသောက်ကဒါမဲ့လို့ဂျပန်လူမျိုးတွေကတော့အခုတည်းထိအသက်တော်တော်ရှည်ကြတဲ့အထဲမှာပါနေကြတော့မယ်ဗျာဂျပန်လူမျိုးတွေကအဲ့လိုမျိုးအကုန်အောင်စားတယ်ဘယ်နေရာသွားအများစုကိုပြောတာနော်လူတိုင်းတော့မဟုတ်ဘူးကုန်အောင်စားကြတယ်သူကကုန်အောင်မစားဘူးဆိုလို့ရှိရင်သူတို့အတွက်ကရိုင်းတယ်လို့အဲ့လိုမျိုးအမြင်တော့ရှိတယ်သူတို့ကစားကုန်တောက်ကုန်တဲ့လောက်တဲ့အထိပဲပြင်ဆင်ပြီးတော့စားသုံးကြတာတွေရှိတယ်စားပြီးဆိုလို့ရှိရင်လည်းကုန်အောင်စားကြတာဗျာဖွံ့ဖြိုးပြီးနိုင်ငံတနိုင်ငံရဲ့အနေအထားကလည်းလူတယောက်ချင်းစီရဲ့အတွေးခေါ်တဲ့ပေါ်မှာမူတည်တယ်လို့ကျွန်တော်ထင်တယ်လူအကုန်လုံးတော့မဟုတ်ပေမဲ့လို့လူအများစုကအဲ့လိုမျိုးအတွေးခေါ်ကောင်းတွေရှိလို့အကျင့်စရိုက်ကောင်းတွေရှိနေလို့သူတို့ကလည်းအဲ့လိုဖြစ်နေတာကျွန်တော်ထင်တာကတော့အရင်တော့ကဒီလိုနေရာတွေမှာလူတွေနေလာမယ်လို့ထင်လို့ဖောက်ခဲ့တာလားအမစိုက်ပြိုးရေးအတွက်တီးတန့်ပဲဖောက်တာလားဒီလိုမျိုးနေရာတွေမှာလမ်းတွေဖောက်ထားတယ်ဆိုလို့ရှိရင်လူတွေကအဲ့လိုနေရာမှာအပန်းပြေဖို့အတွက်သွားကြမယ်လို့ထင်ပြီးတော့ဖောက်ထားတာတော့ကျွန်တော်မသိဘူးဒီလိုနေရာတွေမှာဆိုလို့ရှိရင်အဲ့လိုမျိုးတက်တာတွေပါတွေကတော့နည်းနည်းထဲရင်းတယ်ဒီလိုကြောက်တွေနေချောကြတာရှိတယ်ဗျာကျွန်တော်ဆင်းတော့မှာပါဒီမြင်ကွင်းကတော်တော်ကြိုက်တဲ့အထဲမှာပါတယ်ဖုန်းထဲမှာတော့တိတ်တော့မသိတာဘူးဗျာအပြင်မှာတော့တော်တော်ကြည့်ကောင်းတဲ့အထဲမှာပါတယ်ငှက်တန်လေးတွေနဲ့တာရတယ်ဗျ။စီမက်ကမဲ့ငှက်တွေပါတယ်ဖမ်းလာတော့ပါတယ်တော့လှုပ်လို့မရဘူး။နည်းနည်းလေးအောင်ဆိုင်တဲ့နေရာပြပါတယ်။ဒီလိုနေရာတွေအထိကလမ်းတွေပါတယ်အသေးချာလေးဖောက်ပေးထားတယ်ကြီးစား။ရေစီးရေလာစနစ်ပါထည့်ပေးထားတယ်။လမ်းတွေပါတယ်မပြည့်စည်အောင်ရေစီးကြောင့်ပြည့်သွားတာရှိတယ်။ဒီမှာလမ်းအတင်းမှာဆုံးသွားတယ်။အမမသူတို့ကဒီမှာဆက်ဖောက်ဖို့အစီရှိတာမရှိတာတော့ကျွန်တော်လည်းမသိဘူးဒီမှာ။ဒီမှာနေဆုံးသွားပြီလမ်းဟိုဘက်မှာဆိုရင်ဟွာတွေပဲရှိရတယ်ဝါပင်အခုတွေ့နေရတဲ့ရေစီးကြောင်လေးကတော့မိုးရေကနေပြီးတော့ရေတွေစုမိပြီးရေစီးကြောင်လမ်းလေးဖြစ်သွားတာဖြစ်ပါတယ်ဒီဘက်နဲ့ပြည့်စည်အပို့ယူလောက်တာဖြစ်ပါတယ်ဒီကောင်ဘယ်လိုသုံးလဲတော့မပြောတတ်ဘူးစွန့်ပစ်တဲ့ခုနှစ်ကလည်းကြာလောက်ပြီးထင်တယ်ဒါလူတွေရှိခဲ့တဲ့ဘယ်လိုပြောရမလဲအာရှိအာတိုဂျပန်လိုပြောရင်အာရှိအာတိုလူတွေခြံခဲ့တဲ့နေရာတွေပေါ့ဗျာခြေရာလူခြေရာတွေပေါ့ trace တွေလို့ပဲခေါ်ပြန်ဆင်းတော့မှာပါအဲ့လိုမျိုး adventure တွေပါတယ်တော့မဟုတ်အဆင့်တော့မဟုတ်ဘူးလေလို့ဒီလိုလမ်းတွေပါတယ်ရှိတော့အဲ့လိုမျိုးတဘာဝကိုနှစ်တဲ့လူတွေအတွက်အဲ့လိုမျိုးခိဘွန်တန်းကင်လို့ပြောရမှာစိတ်ပြောင်းစိတ်လွယ်လေးများဖြစ်မလားဆိုပြီးတော့အဲ့လိုမျိုးအခန်းတွင်တစ်ချိန်လုံးအောင်ရတဲ့လူတွေအတွက်အဲ့လိုမျိုး
လာတင်တယ်လို့ထင်တယ်ဗျအဲ့လိုမျိုးကိုနဲ့အနီးနားတဝိုက်မှာအဲ့လိုမျိုးလမ်းနေပါတယ်ရှိမယ်ပဲဆိုပြောရမယ်ဆိုလို့ရှိရင်ဘေးကင်းတယ်လို့ထင်မှသွားတာတော့ကောင်းမယ်ထင်ပါတယ်အဲ့လိုမျိုးလူတစ်စင်းနေပါတယ်ရှိမယ်လူအန်ဒီရဲတွေတားရဲတိရစ္ဆာန်အန်ဒီရဲတွေရှိမယ်ဆိုလို့ရှိရင်မသွားသင့်ဘူးလို့တော့ထင်နိုင်ငံခြားကအနေထားနဲ့ကြောက်တော့ကျွန်တော်ခံစားချက်ကိုဝင်မြပေးတာဖြစ်ပါတယ်ဒါကျွန်တော်ကတော့အကုန်လုံးသိတဲ့အထဲမှာတော့လည်းမပါတဲ့အတွက်အမားတွေပါတယ်လည်းပါကောင်းပါနိုင်တယ်ကျွန်တော် level မှာရှိလောက်တဲ့အတွေးခေါ်တော့ရှိလောက်မယ်ထင်တယ်ဗျာကျွန်တော်ဗီဒီယိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ level နဲ့ကိုက်ညီတဲ့အတွေးအခေါ်တွေရှုမြင်ပုံတွေအဲ့ဒါတွေကိုရကောင်းရနိုင်ပါတယ်သူကြီးမင်းတို့လည်းကျွန်တော်ဗီဒီယိုကနေတခုခုရခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်ဝန်တာမိမှာပါကိုမရောက်ဘူးရင်တောင်းမှတခြားလူကအဲ့လိုမျိုး sharing လုပ်သွားပေးတဲ့အရာကနေသိယူနိုင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဝန်တာမိမှာဖြစ်ပါတယ်ညနေရောဘလို့သင်ကြလဲကျွန်တော်အခုရိုက်ပြတဲ့ဗီဒီယိုကနေတခုခုရလိုက်လား comment ထဲမှာရေးပေးသွားလို့ရတယ်ရတာတွေရှိတယ်ကိုနဲ့သဘောထားမကိုက်မတိုက်ဆိုင်တာတွေမကိုက်ဘူးလို့ထင်တယ်ပြောပေးသွားလို့ရတယ်တခြားဘာတွေလိုအပ်ချက်ရှိတယ်လေပြောပေးသွားလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နေရလဲတအားမပူဘူးဆိုတော့နည်းနည်းလေးဆိုတာအေးလာတယ်လို့ခံစားတအားကြီးမပူဘူးတော့ကားလေးမြင်ရတယ်ချက်တုံမိတ်တွေစိုက်တာဒါရုံးမရီသီးတွေဒီကောင်တခွားသီးခရမ်းသီးဟုံလာဥဒါတော့ပေအဟောင်းပဲပြောရမလားအဲ့လိုတွေလည်းရှိတယ်ဗျဒါလူတွေစွန့်ပစ်သွားတဲ့နေဟာဒီပါဒီမှာစစ်တော်ကျွေးနေတယ်ဗျဒီမှာလမ်းဘေးမှာလည်းအများကြီးကျွေးနေတာတွေရှိတယ်သင်္ကြန်ကိုပေါ်စားသင်္ကြန်ကုန်းကမြန်မာပြည်ရဲ့သင်္ကြန်ကုန်းလည်းမတူတော့လာတော့လာမပြောတော့ဘူးကျွန်တော်မျက်စိရတယ်သင်္ကြန်လေးစောင်းနေလို့